အဝရိန်ဆိုတာကဘယ်လိုဝရိန်မျိုးကိုခေါ်လဲဆိုလို့ရှိရင်ဒီလိုဝရိန်မျိုးကိုခေါ်ပါတယ်နော်ဒါကအကလမ်လို့ခေါ်တယ်ဒါကဝရိန်ဟိုတာဝရိန်ကောင်းလို့ခေါ်တယ်အလွယ်တကူနော်အဲ့ဒီမှာဝရိန်ဆက်ကလာတဲ့ negative ကျိုးကိုစော်ချင်တဲ့တန်ပြားရဲ့တန်ပေါင်းတွေမှာတွားပြီးတော့ join မယ်နော်ပြီးလို့ရှိရင် positive ကလာတဲ့ကျိုးကိုဒီမှာဝရိန်ကောင်းတဲ့သူတို့တွဲမယ်ဝရိန်ကြောင်းနဲ့ဝရိန်ကောင်းတဲ့ကိုတွဲမယ်ကိုစော်ချင်တဲ့မီးနေထားကိုချိန်ပြီးတော့ဝရိန်ကိုစားစော်လို့ရပါပြီဒါဆိုလို့ရှိရင်ဒါကအဝရိန်ရဲ့သဘောတရားဖြစ်ပါတယ်နော်ဝရိန်အခြေခံကိုလုံးဝမသိသေးတဲ့လူဆိုလို့ရှိရင်ဘယ်လိုဝရိန်ကြောင်းကာရမလဲစက်ကိုဘယ်လိုကြွားရမလဲဘယ်လိုဖွေတာကစလုံးဝမသိပါဘူးသိပြီးတဲ့လူတွေကြတော့အေးဆေးတွေပါပဲနော်အခုပြောပြပေးနေတာကလုံးဝမသိသေးတဲ့လူတွေအတွက်မလို့တေချာလဲဂယုဒီဇိုင်းလေးကြည်သွားပါဒါကတော့အဝရိန်အသုံးပြုမဲ့ဝရိန်ဇက်ကိုဘောတရားအနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ဒါကအကလန်းကို join တဲ့ connection နေရာဖြစ်ပါတယ်အဲ့တော့တချို့ set တွေမှာကြတော့ clan ပုံစံမျိုးကို logo အနေနဲ့ပြလာတယ်တချို့ set တွေမှာကြတော့ဒီနေရာကို minus အနေနဲ့ပြလာတယ်နော်အဲ့တော့ minus အနှုတ်လက္ခဏာအနေနဲ့ပြလာတယ်အဲ့တော့အနှုတ်လက္ခဏာနေရာမှာဒီလိုမျိုး clan ကို join မယ်ဒီလို clan ကိုဒီလို join မယ်ဒီလိုနေရာမှာဆိုလို့ရှိရင်ဒီမှာကြတော့ဝရိန်ကောက်တန်အနေထားကိုပြလာတာဒီ set တွေကြတော့သဘောတရားလွယ်ပါတယ်ဝရိန်ကောက်တန်အနေထားပြရတယ်ဒါကိုဝရိန်ကောက်မှာဒီလို join မယ်နော်ရှင်းရှင်းလေးပဲတချို့ set တွေကြတော့ဒီမှာကိုအပေါင်းလက္ခဏာသင်္ကေတအနေနဲ့ပြတယ်ဒီမှာကြတော့ minus အနှုတ်လက္ခဏာအနေနဲ့ပြတယ်ဟုတ်ပြီနော်ဒါကဝရိန်ဇက် join နဲ့အခြေခံသဘောတရားလေးဖြစ်ပါတယ်ဆက်ကိုအသုံးပြုဘူးသူကြတော့ဒါတွေကတော့လွယ်ကောင်းလွယ်နိုင်ပြီမဲ့တခါမှဆက်ကိုမကင်ဘူးအသုံးမပြုဘူးဆိုလို့ရှိရင်ဒါတွေရဲ့သဘောတရားကိုနားလည်မှာမဟုတ်ဘူးအဲ့တော့ကိုကအဲ့ဒါလို့ join ပြီဆိုလို့ရှိရင်ဒီလိုဝရိန်ဇက်ကိုဖွင့်လိုက်မယ်ဝရိန်ဇက်ကိုဖွင့်လိုက်မယ်ကိုစော်မဲ့ဝရိန်ကြောင်းကိုမူတည်ပြီးတော့ဒီမှာမီးအတိုးလျှော့တွေလုပ်လို့ရပါတယ်နော်နော်ကိုစော်မဲ့ဝရိန်ကြောင်းကိုမူတည်ပြီးတော့မီးတိုးလျှော့လုပ်မယ်အခုဒီဆက်ကPRGရောအဝရိန်ရောနှစ်ခုလုံးသုံးလို့ရတဲ့ဆက်ဖြစ်တယ်အဲ့တော့အခုကပြောမှာဒီ MMA ဆိုတဲ့သင်္ကေတနဲ့ဟိုခလုတ်လေးကိုပြောင်းပြီးတော့အသုံးပြုတာဖြစ်ပါတယ် PRG ကနောက်မှာပြပေးပါမယ်အဲ့တော့ကိုစော်ချင်တဲ့ညောင်းကိုမူတည်ပြီးတော့ဒီမှာမီးနေထားကကြတော့အခုပြောနေကြတဲ့10တို့12တို့နံပါတ်8တို့เนาะအဲ့တော့အဲ့ဒါလို့လည်းခေါ်တယ်ပြီးလို့ရှိရင် 2.6 3.2 4.0 ဒီလိုမျိုးလဲသုံးတယ်เนาะအဲ့တော့ 2.6 အနေနဲ့သဘောတရားကိုပြောမယ်ဆိုလို့ရှိရင်မီးကစဆော်တော့မယ်ဆိုရင်ဒီ60 80ဝန်းကျင်လောက်ထားပြီးတော့ဆိုရင်အဆင်ပြေပါတယ် 3.2 ဆိုလို့ရှိရင်129 130ကနေ150ထိအသုံးပြုလို့ရပါတယ်နော်150အေးဝန်းကျင်တော့ဆော်လို့ရှိရင်အဆင်ပြေပါတယ်ကိုယ့်ရဲ့ဆော်မဲ့တန်ပြားရဲ့အနေထားပေါ်မူတည်ပြီးတော့မီးအတိုးလျှော့ကိုချိန်ညှိလို့ရပါတယ်နော်တန်ပြားပါရင်ပါတယ်လို့မျိုးတန်ပြားထူရင်ထူလို့မျိုးအငယ်ကကတော့65 80ကနေစပြီးတော့ဆော်ရယ်ဒီ 2.0 အခုဒီမှာခေါ်နေတဲ့စနစ်ကြောင်းပေါ့နော်စနစ်ကြောင်းနဲ့ဆော်မယ်ဆိုလို့ရှိရင်အဲ့ဒီအနေထားနဲ့ဆော်မယ်ဆိုလို့ရှိရင်တန်များတွေဆော်လို့ရပါတယ်မီးအားအားနည်းမယ်ဆိုလို့ရှိရင်လည်းဝရိန်လက်ရာကလှမှာမဟုတ်ဘူးမီးအားကိုဆော်မဲ့ကိုလက်အနေထားနဲ့ကိုဆော်မဲ့စပိပေါ်မူတည်ပြီးတော့မီးအားကိုချိန်မှာမီးအားကောင်းမှဝရိန်သားလည်းလှမှာဖြစ်ပါတယ်နော်အဲ့တော့မီးကိုမလျော့မတင်းပေါ့
မယောမတင်လေးတွေထားပြီးတော့ဆော်ပါ80ကနေ90ထိ90ဝန်းကျင်လောက်ထိထားပြီးဆော်လို့ရပါတယ်အဲအနေထားမှာနော်အဲ့ဒါလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်ဟာအဲ့တော့ဝရင်ကောက်မှာသူ့မှာ line လေးတွေရှိပါတယ်ဟိုဒါမှာ line လေးတွေရှိတယ်ကိုလိုချင်တဲ့အနေထားကိုယ့်ရဲ့ဆော်ရမယ့် position ကိုလိုက်ပြီးတော့အမျိုးမျိုးကြောင်းတဲ့အသုံးပြုလို့ရပါတယ်နော်ဒါကတော့အဝရင်ရဲ့အခြေခံသဘောတရားပါအရန်ကိုရိုးရှင်းတယ်အရန်ကိုလေ့လာပြီးတော့ဆော်မယ်ဆိုလို့ရှိရင်ကိုယ်လည်းကျွမ်းကျင်တဲ့ဝေတာတယောက်ဖြစ်ကိုဖြစ်ပါတယ် YouTube တို့ Facebook တို့မှာကျွန်တော်ကိုယ်ရဲ့အခြေခံကနေစပြီးတော့ဟိုတကယ်အဆင့်မြင့် level ရောက်တဲ့အထိကိုတပုတ်ချင်းစီကိုအစီမျိုးတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ subscribe လေးပေးပါခေါင်းလောင်းလေးတီးတာပါ